မင်္ဂလာပါခင်ဗျာ Answer Kit ဖြည့်ရှင်းပြသောပုံစံများစီစဉ်ရနေကြိုဆိုပါရခင်ဗျာကျွန်တော်တာတူပါညီမမဲပါရှင်ကဲညီမကြီးမင်္ဂလာပါညီမလေးမင်္ဂလာပါအကိုဟုတ်ပြီဒီနေ့က Halloween အခုပြောပြရမှာလားဟုတ်ပြီဗျာဒီစမှာကိုဘာရှာဖွေခဲ့တယ်ရှာဖွေခဲ့တာပေါ့တကယ်သူကိုပုံမှန်တင်ဆက်နေကြလို့ပဲလေဒါဟိုထူးဆန်းမှုတွေနဲ့ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေကိုအများနဲ့ပြောတာပဲလေနော်အခုကကြတော့ဒါ Halloween မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာတွေကိုပြောပြမယ်ဟုတ်ပြီခွန်းထောင်မယ်နော်โอเคပါဟုတ်ပြီဒီအကြောင်းကကျတော့ဗာလဲဆိုတော့ဒါစနေဆောင်ပျောက်ကွယ်ခြင်းပေါ့နော် Halloween ဆိုပြီးတော့ဒါလျှို့ဝှက်ဆန့်ကျင်မှုလေးပေါ့အဲ့ဒါလေးကိုပြောပြပေးမယ်နော်ဒါကဘယ်နှစ်ခုနှစ်ကဖြစ်ခဲ့တာလဲဆိုတော့သူကဟို2001ခုနှစ်အောက်တိုဘာလ31ရက်ပေါ့အဲ့ညမှာဖြစ်တာပေါ့ဒါ Halloween လောက်တဲ့ညပေါ့နော်အဲ့မှာပဲဟုတ်တယ်အဲ့မှာသူကဘယ်မှာဖြစ်တာလဲဆိုတော့ဒါ Pennsylvania State University မှာတဲ့သူကဟို One John Sandy Song နော်သူကဒီသူကကြတော့ကွာဘယ်လိုလဲဆိုတော့ဒီ American တဝမ်းဒီထောင်ပေါင်းများစွာဒီចောင်းသားတွေကအဲ့ဒီနေ့မှာဆိုလို့ရှိရင်ဒီ Halloween thing တွေဝတ်စားကြပြီးလို့ရှိရင်အဲ့လိုမျိုးHalloween night party တွေပါတွားကြတယ်လေနော်အဲ့လိုမျိုးပဲသူမကလည်းအဲ့လိုမျိုးဒီចောင်းသားတွေအများလုပ်တယ်လို့ပဲပေါ့နော်ဒီအဲ့လိုမျိုးဝတ်ဆင်ပြီးတော့ခါကြဒီ Halloween party ကိုသူကဒီလူငယ်တွေရဲ့လွတ်လပ်မှုအရာသာခံစားဖို့အတွက်ဆိုပြီးသူအဲ့လိုမျိုးပြင်ဆင်ပြီးတော့တွားခဲ့တယ်ပေါ့ကွာနော်အဲ့လိုတွားခဲ့တယ်သူကအသက်22နှစ်ပဲရှိသေးတာနော်သူကဟုတ်တယ်သူကပြီးတော့တောင်ကိုရီးယားလူမျိုးပေါ့တောင်ကိုရီးယားကသူကဒါရွှေ့ပြောင်းနေထိုင်တဲ့သူပေါ့နော်ဒါစင်ဒီကဘယ်လိုလဲဆိုတော့ဟိုညံကောင်းတယ်တဲ့နောက်ပြီးတော့ရီမန်းချက်ကြီးပြီးတော့စိတ်အားထက်သန်သူလည်းဖြစ်တယ်တဲ့သူတင်ငယ်ချင်းတွေကသူ့ကိုပြောတာကြောင့်လေသူမတဲ့ဟိုတာဝန်သိစိတ်ရှိသူဖြစ်ပြီးတော့တက်ကြွနေတတ်တယ်ပေါ့တက်ကြွနေတဲ့သူပေါ့နော်အဲ့လိုပြောတယ်ပေါ့နောက်ပြီးတော့ဒါအဲ့လို Halloween ညကြတော့တဲ့သူမဘာလေးတွေဝတ်ဆင်ထားလဲဆိုတော့သူကဒီဟောပေါ့နရွက်တွေအမီးတွေပါတွေပေါ့နော်အဲ့လိုမျိုးလေးတွေပါတဲ့ဟိုအပျော်ရမ်းပေါ့နော်ဒီယုံပုံစံဝတ်စုံလေးကိုね Halloween thing အနေနဲ့သူကအားလေးဝတ်ထားတယ်တဲ့ဝတ်ထားပြီးတော့ခါရမှာသူကဒီနိုဝင်ဘာလ1ရက်မနေ့အစောပိုင်းမှာတော့သူမဒီ Pennsylvania ပြည်နယ် College မှာရှိတယ်သူမရဲ့တက်ခန်းကိုဒါ Begin စွာနဲ့ပြန်ရောက်တယ်တဲ့သူ Halloween party ကိုသူတွားပြီးတော့ join နေပျော်ပါခဲ့တဲ့တကယ်ချင်းနေနဲ့ပေါ့နော်ပြီးတော့အဲ့နောက်1ရက်ပေါ့နော်အဲ့ကြတော့သူရှိဘူးဒီ Pennsylvania ပြည်နယ် College မှာရှိတယ်သူမရဲ့တက်ခန်းကိုသူ Begin စွာနဲ့ပြန်ရောက်လာခဲ့တယ်ပေါ့နော်ပြီးတော့မှသူမပျောက်သွားတာဟောတိုက်ခန်းကိုပြန်ရောက်တယ်ဟုတ်တယ်ရောက်ပြီးတော့မှပျောက်သွားတာဟုတ်တယ်နည်းတော့ထူးဆန်းတယ်အခုဆက်ပြောပြမယ်နော်အဲ့လိုသူကဘယ်လိုလဲဆိုတော့အဲ့မှာသူပျောက်ဆုံးသွားတာသိတဲ့ခါကျတော့သူနောက်မှသွားပြီးတော့ဒါနေထိုင်တဲ့နေရာတွေမှာလေးလာကြတယ်စစ်ဆေးကြတယ်ပေါ့နော်အဲ့ချိန်မှာကျတော့ဒါအတင်းချက်အဲ့မှာဝင်ရောက်လာတဲ့လက္ခဏာတွေလည်းမတွေ့ရဘူးတဲ့ဒါရုံးဆန်ကပ်ဖြစ်တဲ့လက္ခဏာမျိုးတွေလည်းမရှိဘူးနော်ဒါပေမဲ့ဒီစန်ဒီဆောင်ကတော့ဒါလုံးဝကိုရိုးရိုးရှင်းရှင်းကြီးပဲဘာလို့ဆိုတော့ပျောက်သွားတာပျောက်သွားတယ်ဆိုတာကိုပဲသိတယ်ကွာဘာကြောင့်ပျောက်မှန်းလည်းမသိဘူးနော်အဲ့လိုမျိုးပေါ့နောက်ဒါလျှို့ဝှက်ဆန့်ကျင်မှုကိုဒါနားလည်ဖို့အတွက်ဒါကိုတို့ကဒါဟိုဒီဘာကြောင့်ဖြစ်တယ်ဆိုရဒီလျှို့ဝှက်ဆန့်ကျင်မှုကိုသိဖို့အတွက်ဆိုရင်ကွာဒီစင်ဒီရဲ့အကြောင်းကိုတို့ကသိဖို့လိုတယ်လေနော်အဲ့တော့စင်ဒီအကြောင်းလေးပြောပြမယ်နော်ဒါစင်ဒီက1980ခုနှစ်မှာနော်တောင်ကိုရီးယားမှာမွေးဖွားခဲ့တာတဲ့နောက်သူမကကြတော့အသက်15နှစ်အရွယ်ရောက်တဲ့အခါမှာတော့တဲ့သူကဒီဗာဂျီးနီးယားသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီးတော့တဲ့ဒါနောက်ပိုင်းမှာတော့ဒီ Pennsylvania ဒါ college တက်ဖို့လို့အတွက်ကိုသူကဟိုပြောင်းလာခဲ့တာတဲ့။နောက်သူမဒီ Pennsylvania မှာပေါ့နော်ဒါပေါင်းဆက်အမှုပညာကိုဒါအဓိကလေ့လာသင်ယူနေပြီးတော့တဲ့ဒါတီထွင်ဖန်တီးမှုဆိုင်ရာအသက်မွေးဝမ်းကြောင်းတစ်ခုကိုဒါဆက်လှုပ်ဆောင်မှုအတွက်ကိုသူကမြှုပ်လင့်ပြီးတော့ဒီပညာကိုသူသင်နေတာပေါ့နော်။နောက်ပြီးတော့ဒီအကုန်ခြုံပြီးကြည့်ရလို့ရှိရင်တော့တဲ့ဒီ Sandy ဟာဟိုကောင်းမွန်မြတ်တာစွာနေထိုင်ပြီးတော့လူမှုဆက်ဆံရေးလည်းကောင်းမွန်နေတဲ့ပညာကိုလည်းစူးစမ်းသင်ယူနေသူဖြစ်တယ်ပေါ့နော်။ဒါသူမရိုးရှင်းစွာနဲ့ပဲဒါဟိုဘာကအကြောင်းမရှိပဲနဲ့ကွာဒီအရင် Brian ထွက်ပြေးသွားမဲ့လူမျိုးမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဒါသူမကဒါမိသားစုကတဲ့တောင်ကိုရီးယားမှာဝေးကွာနေတယ်သူမိသားစုကတောင်ကိုရီးယားမှာသူပဲဒီကိုပြောင်းလာတာပေါ့နော်အဆက်အသွယ်မပြတ်လဲရှိတယ်သူမိဘတွေနဲ့သူမိသားစုနဲ့ကိုလည်းသူကအဆက်အသွယ်မပြတ်အမြဲတမ်းရှိတယ်ဒါအမေရိကန်မှာသူယင်းနေတဲ့တင်ငယ်ချင်းတစုတော့ရှိတယ်သူကျောင်းတက်နေသူတင်ငယ်ချင်းတွေရှိမှာပေါ့နော်နောက်ဒီ Halloween 2000ခုပေါ့နော်အဲ့မှာအဲ့ပါတီကျသူနောက်ထပ်ဒါပျော်စရာညတညတာတကယ်တမ်းကဟိုဖြစ်တင်နေတာပေါ့လေသူပျော်ပါပြီးတော့ပျော်ပါနဲ့ပြန်လာတယ်အိမ်ထိလည်းသူရောက်တယ်လေဒါပေမဲ့သူပျောက်သွားတာဆိုတော့တကယ်ဆိုဒါ तू ကတကယ်ကိုဟိုပေါ့ဟိုအဖက်ဖက်ကပြည့်စုံနေတဲ့မင်္ဂလိတူဖြစ်တဲ့ခါကျတော့တကယ်တော့ဆိုလို့ရှိရင်ဒီသူပါတီမှာပျော်ပြီးပြန်လာနောက်ရက်မှာဆိုလို့ရှိရင်ဒါပျော်စရာကောင်းတဲ့နောက်ထပ်အချိန်လေးတွေပဲ तू ဟိုဖြစ်တင်နေပေါ့နော်ဖြစ်တင်နေဟုတ်တယ်ဒါပေမဲ့ထူးဆန်းတာခုနပြောလို့ပဲသူမကဒါနောက်ဆုံးသူ့ကိုမြေတွေ့လိုက်ရပြီးတော့အဲ့သူပြန်ရောက်တဲ့အချိန်လားသူနောက်ဆုံးမြေတွေ့လိုက်ရတာပဲပြီးတော့သူကပျောက်သွားတယ်ပေါ့နော်ထူးတော့ထူးဆန်းတယ်နော်အဲ့ဒါ2001ခုနှစ်အောက်တိုဘာလ31ရက်နေ့စင်ဒီယာတဲ့ဒါဟို Player Night Club မှာပြုတ်လို့တဲ့ဒီ Halloween party ကိုသူရဲ့ရင်းနှီးတဲ့တငယ်ချင်း2ယောက်နဲ့အတူသူကထွက်လာခဲ့တာတဲ့
ထွက်လာခဲ့ပြီးတော့ခါကျသူမကဒါဟို skirt ကလေးလေးသူဝတ်ထားတယ်အောက်ကတော့ skirt ပေါ့နော်ခုနကတော့ဟိုအပေါ်ဒီဘိုင်းကကျတော့ခုနရှိမှကိုတာလူပြောထားသလိုပဲကွာသူနရွက်ကလေးပါလေးအကုန်လုံးပါတယ်ပေါ့နော်ယုံပုံစံဝတ်စုံလေးပေါ့နော်သူအဲ့ဒါလေးအမီလေးလည်းပါတယ်သူအဲ့ဒါလေးကိုသူကယုံဝတ်စုံလေးပေါ့ကွာရိုးချင်းချင်းနဲ့ချစ်စရာလေးလည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဒီပါတီတွက်ကိုသူပါတီတင်းလေးသူဝတ်လာမှာပေါ့နော်အဲ့လိုဝတ်လာခဲ့တယ်တဲ့ဒါပေါ်လန်သမင်တို့ရည်ရွယ်ပြီးတော့သူဘာအမားမှလည်းသူမရှိဘဲနဲ့ကိုသူကဟိုတခြားပြင်ဆင်ဝတ်ဆင်ပြီးတော့ကိုသူကလာခဲ့တာတဲ့သူကဒီအဲ့ပါတီမှာလည်းတော့ဒါနာရီပေါင်းများစွာပေါ့နော်ဟိုကခုံပျော်ရွှင်ပြီးတော့မှဒါအများနဲ့အတူတူပေါ့ဆင်နွှဲပြီးသူပျော်ခဲ့တယ်ပေါ့နော်အဲ့နောက်မှာတော့ဒါသူတို့အဖွဲ့အားတဲ့ကလပ်ကနေပြီးတော့မနေ့2နာရီခန့်မှာသူတို့ပြန်ထွက်လာကြတယ်တဲ့ပြန်ထွက်လာပြီးတော့ခါကျဒါဗီဒီယိုဂိမ်းကစားကြတယ်ပေါ့နော်အချိန်ဖြုံးကြတယ်တကယ်ချင်းနေဆိုလူငယ်ဗီဒီယိုဂိမ်းစားမှာပေါ့နော်အဲ့ပြီးတော့ဒါတကယ်ချင်းတဦးရဲ့အိမ်မှာတဲ့သူတို့ကခဏနားလိုက်ကြသေးတယ်နားပြီးတကယ်ချင်းအိမ်မှာနေပြီးတော့မှမနေ့4နာရီလောက်ကြာမှာတဲ့ဒါစင်တီကိုဒါသူ့တကယ်ချင်းနေရနေပြီးတော့သူ့ရဲ့ဒီ State College မှာရှိတဲ့သူမရဲ့တိုက်ခန်းရှိကိုကားနဲ့လိုက်ပို့ပေးလိုက်တာတဲ့နော်အဲ့တော့စင်ဒီကဒါလက်ပြနှုတ်ဆက်ပြီးတော့သူမရဲ့ဒါတိုက်ခန်းကိုရှိတဲ့ဒီအဆောက်အဦရှိကိုသူရှောက်သွားတာကိုလေအားလုံးကတွေးလိုက်ရတာပဲတဲ့ဒါပေမဲ့စင်ဒီကိုတွေးရခြင်းကအဲ့အချိန်ကနောက်ဆုံးပဲတဲ့သူတို့အဲ့လိုသာပြောရမယ်ဒါမဲဝါစဉ်းစားပါတော့အခန်းထဲထိဝင်သွားတော့သူတို့မြင်ရောမြင်ရလားအဲ့လိုတော့မင်းလောင်ဘူးထင်တယ်နော်အေးပေါ့အေးပေါ့ဒါကူတို့လည်းဒီလိုပဲလေတူတကယ်ချင်းနေဟိုပြောစားအိမ်ရှိတွေပဲလိုက်ပို့တယ်နော်ဒီဝင်တော့သူအိမ်ရှိကိုသူလမ်းလျှောက်သွားတာမြင်တော့အော်ပြီးပြီဆိုသူတို့လည်းပြန်မယ်ဆိုပြီးတော့နှုတ်ဆက်လက်ပြပြန်ချတာပေါ့နော်တစ်ချက်တွေးမိတာနော်ဟုတ်တယ်သူအဲ့အဆောက်အဦစီလျှောက်သွားလိုက်ရတာပဲဒါနောက်ဆုံးတွေးလိုက်ရတာပေါ့နော်ဒါအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့နောက်နေ့ပေါ့နော်အဲ့ဒီနှောင်းပိုင်းရောက်တဲ့ခါကျမှစနေတင်ငယ်ချင်းတွေကဒါသူမထံကိုဆက်သွယ်ဖို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့သူမကပြန်ပြီးတော့ဒါဖုံးဖြေချခြင်းတွေပါတယ်မရှိခဲ့ဘူးပေါ့ကွာကိုရီလိုပေါ့ကွာသူ၆ပြီးတော့ပြင်မှာသွားလေကြတယ်ညညနေတဲ့အေးပြပြပြန်လာမယ်၄နိုင်လောက်မှရောက်တာဟုတ်အဲနောက်နေ့ကြာလို့ရှင်တော့မဲဝါရင်နေတော့ဘာဖြစ်နေပြီလဲဘလက်ကျွတ်နေပြီလားအိမ်မှာနိုးလားဘာညာဒီလိုအဲ့လိုသဘောနေမှာပေါ့အေးပေါ့ဒါသူငယ်ရင်အဲ့လိုဖုန်းဆက်တယ်ဒါပေမဲ့သူမနဲ့ဆက်တယ်မရအောင်ပြန်လေဖြေချခြင်းလည်းမရှိခဲ့ဘူးပေါ့နော်ဒါစာမန်ဒါကိုတာလူပြောသလိုပေါ့နော်ညနေပြီးမှပြန်လာတဲ့စောင်းမို့လို့ပဲသူအနားယူနေတယ်လို့ပဲသူတို့ထင်ခဲ့ကြတာပေါ့နော်ဒါပေမဲ့သူမကဘာဖြစ်လဲဆိုသူတို့ဟိုအလုံနဲ့ပတ်သက်တဲ့သူလုံနေကြတယ်ဒီအကြောင်းကိစ္စအစီအစဉ်တွေကိုလည်းသူကမလာဘူးတဲ့မပြက်ကွက်သွားတယ်ဆက်တယ်လို့လည်းမရအောင်အဲ့နဲ့တကယ်ချင်းနေရကွာဘာဖြစ်လဲဆိုတော့ဒီဟိုစိုးရိမ်မှုတွေတိုးလာတာပေါ့နော်ဒါအဲ့မှာနောက်ဘာဖြစ်လဲဆိုတော့ဒီပျောက်သွားပြီဆိုတော့ဒါရဲရွာလေသူတို့အကြောင်းကြောင်းမှာပေါ့အကြောင်းကြောင်းတော့မှဒီရဲတွေကသူမတက်ခန်းကိုလာပြီးတော့သူစစ်ဆေးတယ်တဲ့ဆေးတဲ့အခါမှာဒီအထဲမှာတော့ဒါသူ့တိုက်ခန်းထဲမှာကြော်လဲဒါသူမသုံးတဲ့ဒီမျက်တောင်တုတွေနောက်ပြီးတော့သူမင်းညာကအဲ့ဟိုပါတီကိုလာတဲ့အချိန်မှာသူတည်ယူလာခဲ့တဲ့ကျော်ဝတ်အိတ်ပေါ့နော်အဲ့ဒါကိုလည်းသူတွေ့တယ်တဲ့ဒါပေမဲ့သူမရဲ့ဒီလက်ကင်ဖုန်းဆယ်ဖုန်းနဲ့ပေါ့နော်နောက်တော်တွေပြီးလို့ရှိရင်ဒီပိုက်ဆံအိတ်အဲ့ဒါကတော့ပျောက်ဆုံးနေခဲ့တယ်တဲ့အရေးကြီးတဲ့အရာတွေမှာနော်ဟုတ်တယ်ပျောက်သွားတာနော်အဲ့တော့အဲ့ဒီအရာတွေကဆိုလို့ရှိရင်ဒါသူမနဲ့အတူဒါအပြင်ယူဆောင်သွားမဲ့ပစ္စည်းတွေပဲတကယ်တော့ဟုတ်တယ်နော်ဟုတ်တယ်အဲ့ဒါပျောက်နေတယ်တဲ့ပြီးတော့ခုနရှေ့မှာကိုပြောခဲ့တယ်လို့ပဲဒီသူ့ရဲ့အခန်းထဲကိုလည်းအတင်းကျပ်ဝင်ရောက်ထားတာအဲ့လိုအေးရမျိုးလည်းမတွေ့ဘူးတကားတွေကလည်းတွက်ခတ်ထားတယ်တဲ့ဟုတ်ကဲသူဟာထူးဆန်းတယ်နော်ဟုတ်တယ်နောက်ဒီစုံစမ်းစစ်ဆေးတဲ့သူတွေကြောင့်လည်းဖြစ်နိုင်ချေဟိုများစွာကိုသူတို့နော်ဘာကြောင့်မှပျောက်သွားတာပါလဲဆိုတော့သူတို့စဉ်းစားကြတာပေါ့နော်ခုနပြောလို့ပါတော့ထူးခြားခြားဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ဘာမှမဖြစ်ဘဲနဲ့မတွေ့ဘဲနဲ့သူကပျောက်သွားတာဟုတ်အဲ့တော့ဒါစုံစမ်းစစ်ဆေးသူတွေကဖြစ်နိုင်ချေတွေကိုပြောတဲ့အချိန်မှာတဲ့ဟိုသူကနံပါတ်1သူတို့ထင်မြင်ချက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒါသူ့ရဲ့ဆန္ဒအလျောက်ဒါပျောက်ကွယ်သွားတာလားပေါ့နော်အဲ့လိုမျိုးတွေ့တယ်ပေါ့နော်စင်ဒီယာသူကတူပဲဟိုထွက်ခွာသွားတာပေါ့သူမကဒါတငယ်ချင်းတွေထံအလဲဘက်သွားခြင်းဒါမှမဟုတ်လို့ရှင်လဲခီးထွက်ခြင်းတွေဖြစ်နိုင်တယ်ပေါ့နော်ဒါရဲတွေကဒါကနေဦးအကြံပြုခဲ့တာပေါ့ကွာဒါပေမဲ့သူမချစ်ရတဲ့သူတွေကတော့ဘာပြောလဲဆိုတော့ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့ညှင်းဆန်ခဲ့တယ်တဲ့ဒါစင်ဒီယာကဒါတောင်ယူတဲ့သူအားကိုးတဲ့လူတယောက်ဖြစ်ပြီးတော့ဒါသူလုံနေတဲ့အရာတွေကိုဒီလိုစွန့်လွတ်ခဲ့မှာမဟုတ်ဘူးဆိုပြီးတော့သူ့ရဲ့ပေါင်းတဲ့တငယ်ချင်းတွေအကုန်ယုံကြည်ကြတယ်တဲ့ဒါသူတို့နာမည်တစ်ထင်မြင်ချက်မှာအဲ့လိုဖြစ်သွားပြန်အောင်ဒါနဲ့နောက်တစ်ခုထပ်ပြီးသူတို့ထင်မြင်ချက်ကဘာပြောလဲဆိုတော့ဒါဖန်စီခေါ်ဆောင်သွားမှုမြန်ဖြစ်တာလားဆိုပြီးတော့အဲ့လိုဖြစ်တယ်တဲ့ဖြစ်နိုင်ခြေအများဆုံးဖြစ်နိုင်တယ်ပေါ့နော်အဲ့ပေါ့အဲ့တော့သူတို့ကလည်းအဲ့လိုပဲအခုမဲဝပြောသလိုပဲဒါဖြစ်နိုင်ခြေအများဆုံးတီးဦးတွေဖြစ်နိုင်တယ်ပေါ့နော်ထင်မြင်ချက်ဖြစ်နိုင်တယ်ဆိုပြီးပြောတယ်ဒါပေမဲ့စင်ဒီကတော့ဒီပါတီမှာထွက်ခေါ်လာခြင်းဆိုလို့မှာပေါ့နော်ဒီသူပါတီကထွက်လာတဲ့အချိန်မှာဒါတစုံတယောက်ကလိုက်လာပြီးတော့ပေါ့နော်သူမရဲ့တိုက်ခန်းအနီးမှာပေါ့ပြန်ပြီးဟိုဆွဲခံလိုက်ရခြင်းဖြစ်နေတယ်မဲဝကခုနထင်လိုက်တဲ့အချက်ကအဲ့ဒါခုနတငယ်ချင်းနဲ့သူလက်ပြသွားပြီးတော့သူသွားတယ်လို့ပြောလိုက်တယ်လေဒါပေမဲ့ဟိုမဲဝလို့ဆိုရုပ်ရှင်ကကြည့်ဘူးလေတကယ်မလားအဲ့လိုချောင်းပြီးစောင့်နေတယ်လာပိုးတဲ့သူတော့မှအလက်မှာဥမာမေးစင်းနဲ့ပဲတော့လကောင်းလို့ဖန်စီသွားသလားဗလားမဲဝတွေးလိုက်တဲ့အတွေ့ဒါကိုတာတို့ပြောတာနဲ့အားတိုက်ဆိုင်လို့ပြောဟုတ်တယ်သူတို့လည်းအဲ့လိုထင်ကြတယ်ပေါ့နော်အဲ့လိုပြန်ပြီးဆွဲခံလိုက်ရဆိုတော့နောက်တစ်ခုကြာသူဘယ်လိုထပ်ထင်လဲဆိုတော့ဒါ तू မသိပဲနဲ့တစုံတူရဲ့ရုပ်မာတော့လောက်ရက်ကူဒါ तू ခံလိုက်ရတယ်ပေါ့အဲ့လိုလေသူတို့တွေးကြတယ်ဒါရဲတွေရတဲ့ဒါစင်ဒီရဲ့ဆက်ဆံရေးတွေကိုသူစစ်ဆေးခဲ့တယ်ပေါ့ကွာသူမနေဆက်သူတူကဒါသူမကိုထိခိုက်နစ်နာစေရလား
ဒါကိုထောက်ခံတဲ့အထောက်ထားမရှိတယ်လို့ပဲเนาะသူမှာလဲဒါပြိပခါတွေဆိုတော့တခါမှရှိတယ်ဆိုတော့သူမကြုံခဲ့ဘူးပေါ့နော်တခါမှပြိပခါမရှိခဲ့ဘူးပေါ့ရုပ်ပိုင်းဆိုင်ရာအထောက်ထားအနှဲငယ်နဲ့ဒါစုံတော့တွေကလျှို့ဝှက်စမ်းစစ်မှုတွေကိုရင်ဆိုင်ခဲ့ရပြီးလို့ရှိရင်ねဒါလျင်မြန်စွာပဲဒါအမှုမှာဒါအေးဆက်သွားတယ်ပေါ့နော်သူကဟိုအမှုကငြိမ်သွားတယ်ငြိမ်သွားတယ်အေးသွားတယ်ဒါဘာမှသူတို့ကရှောက်ဖွေးလို့ဖို့ထုတ်လို့မရနိုင်ဘူးဖြစ်နေတာလေသူရဲ့ဟိုဟော်လိုင်းသွားတော့ညသွားလွယ်သွားတယ်ကျပုတ်ကလည်းအခန်းထဲမှာတွေ့နေတယ်ဟုတ်တယ်ဒီပျောက်သွားတဲ့ပစ္စည်းဆိုတာလည်းဒါလူတယောက်တော့အရေးကြီးရဲ့အိမ်ဆောင်ပုံစံအမှန်ဆိုတော့ဒီလိုလေဒီကျပုတ်ထဲမှာကွာတို့တွေလည်းပြင်သွားပြီဆိုလို့ရှိရင်ဒီထဲမှာခုနပြောကိုကားတော့ပါမယ်ကွာနော်ကားသွားမယ်ဆိုလို့ကားတော့ပါမယ်အခန်းတော့တွေပါမယ်နောက်ပြီးလို့ရှိရင်ဒီပတ်စံအိတ်ပါမယ်နော်ဖုန်းပါမယ်ဒီလိုပေါ့အခုဒါမှမဟုတ်အဲ့အိတ်ထဲမှာပါတယ်အိတ်ပဲကြံခဲ့တယ်နောက်သူသုံးထားတဲ့ဒီမျက်တောင်တူတွေပါအဲ့လိုမျိုးကြံခဲ့တယ်ခုနပတ်စံအိတ်တွေတော့တွေပျောက်နေလေပျောက်နေဆိုအဲ့လိုမျိုးအဲ့တော့ဒါဟိုလေခုနရှေ့မှာပြောခဲ့သလိုပဲဒီအခန်းထဲဝင်ထားပြီးတော့ကျူးကျော်ဝင်ရောက်ခြင်းလည်းမတွေ့ဘူးတော့တော့လည်းတော့ခက်လက်တွေပဲဆိုတော့သူကဒါလိုက်ပြီးတော့ဟိုပေါ့ဘာကြောင့်ဖြစ်တယ်ဘာကြောင့်ပျောက်တယ်ဆိုတာကရှာဖွေရတာခက်နေတာပေါ့နော်ခက်တယ်ခုနကိုတာတို့ပြောရတဲ့နံပါတ်2အချက်ဆိုရင်သူ့ကိုဖန်စီညာခေါ်သွားလားဆိုတာအဲ့လိုတချို့ကြောက်လည်းအကွက်စင်တာမျိုးလည်းရှိမှာပဲဒီပတ်ဆိုင်တွေပဲတည်တံ့ဖြောက်လိုက်ပြီးတော့လေနော်ဟုတ်တယ်နောက်2003ခုနှစ်မှာကျတော့လေဒါဖြစ်နိုင်ရရှိတဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့ဒါကြောင့်မထင်မှတ်ထားတဲ့ဒီသတင်းရင်းမြစ်တစ်ခုကနေပြီးထွက်ပေါ်လာခဲ့တယ်တဲ့ဘာရင်းများလဲအေးနော်စိတ်ဝင်စားကြတော့ကောင်းတယ်နော်ခုနပြောလို့ကဟိုဘာကြောင့်ပျောက်တယ်ဆိုတော့ရှာလို့မရတဲ့အချိန်မှာမှအခုလိုသတင်းရင်းမြစ်တစ်ခုထွက်လာဆိုတော့နော်မဲဝါစိတ်ဝင်စားတယ်ပြောပါအောင်ပြောပြမယ်နော်တော့ဒီ Hugo Marcus Salansky အမည်ရှိတယ်တဲ့မွေးစေဝါရောင်းဝယ်သူတဦးကိုတော့ဒီ Pennsylvania မှာရှိတဲ့ဒီလူသက်မှုများစွာနဲ့ဆက်နေတဲ့အကြောင်းမို့လို့သူ့ကိုဖမ်းဆီးလိုက်တယ်ဖမ်းဆီးခဲ့မှာတဲ့ဘာဖြစ်သွားလဲဆိုတော့ဒီရဲတွေကသူ့ဖမ်းပြီးဆိုတော့ကသူပိုင်ဆိုင်တဲ့နေရာတွေကိုလိုက်ပြီးတော့ရှာတဲ့အခါမှာဒါသူ့ channel မှာမြုပ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တယ်တဲ့နော်ကွင်းဆက်လူသက်မှုနိုင်ရင်နဲ့ဒီကောင်မလေးရဲ့အလောင်းမှာတွေ့ရလားလို့လားဆက်ပြောပြမယ်နော်ဟုတ်တယ်ရုပ်အလောင်းတွေမှာတွေ့သွားတယ်ပေါ့တွေ့တော့ခါဒါရှာဖွေတွေ့ရှိမှုတွေထဲမှာပေါ့ဒါစင်ဒီဆောင်းရဲ့ရုပ်အလောင်းအဲ့ထဲမှာအမြဲတခုဖြစ်နိုင်သလားဆိုကောလာလာတွေအဲ့မှာပြန့်နေလာတယ်တဲ့နော်အဲ့မှာဒါဘာဖြစ်လဲဆိုတော့ဒီ Salansky ရဲ့အကူအညီနဲ့ပေါ့နော်စန်ဒီကိုအခြားရာဇဝတ်ကောင်တဦးဖြစ်တဲ့ Michael Jackson Kowalski ကနေပြီးတော့ပြန်ပြီးဆွဲပြီးတော့တတ်ခဲ့တယ်ပေါ့နော်တော့ဒီ Salansky ရဲ့ဒါလုတ်ဖို့ကင်ဘတ်တယောက်ဖြစ်တဲ့ဒီ Paul Weekly ကပြောတယ်ပေါ့ပြောတယ်နော်ဒါ Weekly ရဲ့အဆိုအရဆိုလို့ရှိရင်စန်ဒီကဒါဟိုကြာပန်းပေါ့နော်ပြက်မှတ်ထားခံရပြီးတော့သူမရဲ့တိုက်ခန်းနေပြီးတော့ဒါပြန်ပြီးဆွဲခံရတယ်နောက်ပိုင်းမှာတက်ဖြတ်ခြင်းခံရတယ်ဆိုပြီးတော့သူကသူ့ထင်မြင်ချက်ကိုပြောတယ်ပေါ့နော်ဒါပေမဲ့သူအဲ့လိုပေါ့ဒီအာယုံစိုက်ဖွယ်ကောင်းတဲ့ပေါ့နော်ဒီပြောဆိုမှုတွေရှိနေပေမဲ့လည်းစုံစမ်းစစ်ဆေးသူတွေကနေပြီးတော့စင်ဒီနေတဲ့ဟိုဆာလန်စကီဒါမှမဟုတ်လို့ရှိရင်လည်းဒီကာကောစကီနဲ့ဆက်တဲ့တိကျတဲ့ဒါတက်တဲ့အထောက်ထားတွေကိုသူမတွေ့ခဲ့ရဘူးတဲ့ဒါသူမရဲ့ရုပ်အလောင်းကိုလည်းပေါ့နော်ဒါရှာဖွေရရှိထားတဲ့ဒီရုပ်လောင်းအကျွမ်းကျင်တွေထဲမှာကြည့်တဲ့ခါကျလည်းတကယ်လည်းမရှိခဲ့ဘူးတဲ့နော်အဲ့တော့ဇလန်ကဘာဖြစ်နေလဲဆိုပေဒီလုံးဝဆန်တယ်ကွာသိလားအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီပေဒီကိုအပိမတက်ခဲ့ဘူးအဆုံးမတက်နိုင်ခဲ့ဘူးပေါ့မဲဝါဝုန်းတာတော့တွေ့ပြီထင်နေတာနော်ဟုတ်တယ်ကိုတော်လူလေးအစသိချင်တော့တကယ်ကိုဘေဒီဟုတ်တယ်ဒီရုပ်လောင်းတစ်ခုထဲမှာဒါစင်ဒီကပါမယ်လို့ကိုတော်လူလေးမျှော်လင့်ထားတာနော်ပေါ်လာမလားပေါ့ဆိုမဟုတ်ခဲ့ဘူးဖြစ်နေတယ်နောက်တော့ဘာဖြစ်လဲဆိုတော့ဒီဆယ်စုနှစ်နှစ်ခုကြာပြီးနောက်မှာကျတော့စင်ဒီဆောင်းရဲ့ပျောက်ဆုံးမှုကဒါမဖြည့်ရှင်းနိုင်သေးဘူးနော်ဒါနှစ်ခုနော်ဆယ်စုနှစ်နှစ်ခုတောင်ကျော်သွားပြီနော်ဟုတ်တယ်ဒီเจ้าရအကြောင်းမို့လို့တဲ့သူမရဲ့ဒါဖြစ်ရကဆိုလို့ရှိရင်တုံလုတ်6ချားစရာဖြစ်နေတယ်ပေါ့နော်ဖြစ်နေပြီးတော့ခါကျသူမကဒါဟလုံးဝညမှာဟိုလုံးဝပျောက်ကွယ်သွားခဲ့တယ်เนาะပြီးလို့ရှိရင်အဲ့ညပေါ့เนาะအစကလေးရပဲတကယ်ဒီလျှို့ဝှက်ဆန်းချေပြီးတော့စိတ်မသက်မတာဖြစ်စေတဲ့ရက်တွေလေဒီရက်တွေဆိုသိရမလားเนาะဒီဟလုံးဆိုတော့တင်းကြီးအရာကွာဟိုတစီတွေလိုတရေတွေလိုဝစ်ဆင်ပြီးတော့မှအပျော်ရင်လောက်ကြတာဆိုတော့เนาะအဲ့တော့အဲ့ရက်ကိုကလည်းအဲ့လိုရက်မျိုးဖြစ်တဲ့ခါကျတော့ပေါ့เนาะဒါစိတ်မသက်မတာဖြစ်စေတဲ့ရက်ဖြစ်တော့ဒီလျှို့ဝှက်ဆန်းချေမှုကဒါကြောင့်မှဖြစ်တာလားဆိုလဲတွေးမှာပေါ့လေเนาะလူတွေကเนาะအစကလေးအဲ့လိုရက်ကလည်းအဲ့လိုရက်ဖြစ်နေတာဟုတ်နောက်သူမရဲ့နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ဒီဝစ်စုံကြောင့်ပေါ့နော်ဒါသူမကိုအမှတ်တရရှိနေကြတာကိုလေပေါ့နော်ဒါသိသာစေခဲ့တယ်ပေါ့နော်သူမကိုလိုက်ဖို့ပေးခဲ့တဲ့နေရာကလည်းသူမရဲ့နေအိမ်နော်သူကနေအိမ်ဆိုတာဒါဘေးကင်းလုံခြုံတဲ့လေထင်ရတဲ့နေရာပဲလေဟုတ်တယ်မကိုကြီးလည်းကိုအိမ်ကိုပြန်ရမယ်ကိုဘေးကင်းလုံခြုံတယ်လို့ခံစားရတာနော်သူလိုက်ဖို့တဲ့တကယ်ချင်းတွေကလည်းသူ့အိမ်ထိပို့ခဲ့တာဆိုတော့လေဒါဘေးကင်းလုံခြုံတယ်လို့ပဲသူတို့မျှော်လင့်တာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့သူမအဲ့နေရာမှာတဲလွန်စားမရှိဘဲနဲ့ပျောက်ကွယ်သွားခဲ့တယ်တဲ့နော်အဲ့တော့ဒီထင်မြင်ချက်တွေအနေရဆိုလို့ရှိရင်တော့ကွာဟိုကြာပန်းပြန်ပြီးဆွဲမှုတွေကနေပြစ်မှတ်ထားတဲ့ရာဇဝမှုအထိအမျိုးမျိုးရှိပေမဲ့လည်းနော်ခိုင်လုံတဲ့အထောက်အထားမရှိဘဲနဲ့အမှန်တရားက
ခဲရင်းနေစေဖြစ်ပြီးတော့ခုချိန်ထိကိုစင်တီကပျောက်ဆုံးနေတယ်ပေါ့နော်ဒါစင်တီပျောက်ဆုံးမှုကဆိုလို့ရှိရင်တဲ့ဒီ Pennsylvania State အတိုင်းဝိုင်းမှာဒါနှက်ဆိုင်တဲ့ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့ပေါ့နှက်ဆိုင်တဲ့ကြောက်ရွံ့မှုလည်းဒါတက်ရောက်တယ်ပေါ့နော်အကုန်လုံးအဲ့လိုကြောက်တယ်ပေါ့ကွာဒီရက်မျိုးမှာဆိုရင်ဒီလိုပြတ်တတ်သလားဆိုပြီးတွေးရနေမှာပေါ့နော်ဒါပေမဲ့ဒီတစ်ချိန်ကဒါအိမ်ကိုလမ်းလျှောက်ပြန်ရခြင်းကလုံခြုံတယ်လို့ခံစားရတဲ့ဒီចောင်းသားတွေကလည်းတဲ့အဲ့နောက်ကြောက်လို့ရှိရင်တော့ဘာဖြစ်လဲဆိုအထူးတတိဝိရိယတွေထားလာရတယ်ပေါ့ကွာအထူးသဖြင့်ဒီ Halloween ညတွေမှာဆိုလို့ရှိရင်ဒါကလေးတွေကိုသတိထားဖို့မိဘတွေကသတိပေးတတ်လာတယ်တဲ့ဒီမှုကဒါ2000ခုနှစ်အစောပိုင်းကာလတွေမှာပျောက်ဆုံးနေသူတွေကိုစုံစမ်းစစ်ဆေးမှုတွေအတွက်ကိုနော်ဒါစိန်ခေါ်မှုတွေကိုမိမောင်းထိုးပြခဲ့တယ်တဲ့လမ်းတွေရဲ့တောင်တိုင်းမှာပေါ့နော်စောင့်ကြည့်ကင်မရာတွေမရှိဘူးပေါ့အဲ့တုန်းကနော်ဒါအဲ့လိုဆိုတော့ဒါဒီနေ့ခက်ကတူဒါခက်မီတဲ့ဒီဖုန်းတွေပေါ့နော်ဒီ cell phone တွေမှာခြေခံခြင်းလည်းမရှိဘူးရဲတပ်ဖွဲ့ဝင်တွေမှာလည်းဒါသူတို့မှာရှာဖွေစစ်ဆေးမှုမှာအသုံးပြုရမယ့်ကိရိယာတစားပလာတွေကလည်းနှဲပါနေသေးတယ်ပေါ့ကွာနော်အဲ့တော့ဒါတေချာတခုကတော့စင်ဒီလုံးဝပျောက်သွားတယ်ဘာကြောင့်ပျောက်မှန်းလည်းမသိဘူးဘာဖြစ်သွားမှန်းလည်းမသိဘူးခုထိလည်းရှာဖို့လို့မတွေ့ဘူးဒါစင်ဒီရဲ့မိသားစုအတွက်ကတော့ကွာနာကျင်မှုတွေကဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးပေါ့နော်ဒီ Halloween တိုင်းဟာဒါဝစ်စုံတဲ့ကြားလုံးတွေအတွက်မဟုတ်တော့လည်းပဲဒါအိမ်ပြန်ရောက်မလာတော့တဲ့ဒါသမီးတစ်ယောက်ရဲ့အမှတ်တရသူတို့ကဖြစ်နေကြကြတယ်ပေါ့နော်စိတ်မကောင်းစရာကြီးနော်ဟုတ်တယ်လေတကယ်ရက်ကြီးမှာဖြစ်သွားတာဆိုတော့အမှတ်တရအကြီးဟုတ်တယ်ဒါဒီစနေဆောင်ရဲ့ဖြစ်ရကဆိုလို့ရှိရင်လည်းအမေရိကန်ရဲ့အပြင်းထန်ဆုံး Halloween ပြုတ်ဝက်စမ်းကြယ်တွေကနေတခုဖြစ်လာခဲ့တယ်ပေါ့ကွာအဲ့တော့ဒါ Halloween ညမှာနော်သူရိုးရှင်းရှင်းအမှားလည်းမရှိဘူးတေချာလေးဝစားပြင်ဆင်ပြီးတကယ်ချင်းနဲ့သူပြောပါသူသွားခဲ့တယ်အဲ့ကနေပြီးတော့ခုနပြောလို့မနေ့က4နာရီလောက်မှာသူတကယ်ချင်းနဲ့သူအိမ်ထိပြန်လိုက်ပို့ခဲ့တယ်ဒါပေမဲ့ခုထူးခြားခြားသူပျောက်သွားခဲ့တယ်နော်အေးပေါ့နောက်ကိုတာတူပြောရတယ်လေနော်ဒီနံပါတ်2အချက်မှာဆိုသူတငယ်ချင်းနဲ့လည်းဖန်စီခံရတယ်ဆိုလားဘာဆိုလားဟုတ်တယ်ပြန်ပြီးဆွဲခံရပုံနော်အဲ့တော့မဲဝအတွေ့ရတယ်အဲ့လိုလေးပဲထင်တယ်ခုနကလမ်းလျှောက်သွားတာပဲသူတို့ကမြင်လိုက်တယ်အိမ်ပေါ်တက်တာတီတော့သူတို့မမြင်တော့ဘူးသူလည်းပို့ပြီးသွားပြီဆိုတော့ပြန်သွားပါအဲ့တော့နောက်နေ့မနက်မှာသူတို့ကဖုံးဆက်ကြတာညဘက်အိမ်နေနဲ့ပဲလာသလားသူပြန်ပြီးဆွဲသလားပေါ့နော်ဒီလုံးဝပဲခြေရခံလို့မရအောင်ပဲလှုပ်ထားသလားပေါ့ဒါမဲဝအတွေ့ပေါ့နော်အဲ့တော့မဲဝအေးပေါ့တွေးပြတာတော့မှန်ပါတယ်ပေါ့ဒါပေမဲ့ကိုတော်ကဒီသူ့အချက်လက်ကိုကြည့်ရခြင်းအဖြစ်ဆိုလို့ရှင်တော့သူမနေ့4နာရီထိုးမှပဲသူတို့အိမ်ပြန်လာတော့ဟုတ်တာပဲ4နာရီဟုတ်တယ် sorry အဲ့တော့နော်4နာရီဆိုမှဆိုတော့ဒီသူ့ရဲ့အိတ်ချိန်လေးနဲ့ဟုတ်တယ်အချိန်လေးခဏလေးပဲလीနော်ပြီးတော့သူငယ်ချင်းနေတာသူတို့ခုနလောကိစ္စတွေရှိတဲ့အချိန်တွေပြီးတော့လို့ရှင်ဒီစီစဉ်နေရှိတဲ့ဟာမျိုးတွေမှာပြက်ကွက်တော့မှသူတို့ဒါပေါ့စိုးရင်သွားတယ်လေအဲ့ကြောင့်ရေးပါအကြောင်းကြားပြီးသူရှာတာဖြစ်လိမ့်မယ်လीနော်တေချာတခုကတော့တကယ်ကိုစန်းစန်းကြဲကြဲနဲ့ဒါသူကပျောက်ကွယ်သွားခဲ့တာပဲ။ဘာကြောင့်လဲခုတည်းမသိဘူးလေနော်။ဒါပေမဲ့သူ့ရဲ့မိသားစုဝင်တွေရောဒီတငယ်ချင်းတွေရောဒီကျောင်းကသူတွေအများစုကလည်းဒီ Halloween ညရောက်ပြီဆိုတော့ဒီအဖြစ်ဖြစ်ကြီးကသူတွေရနေမှာပဲနော်။ဟုတ်ပါတယ်ကဲအဲကြောင့်ဒါထူးခြားမှုအပြည့်နဲ့ကိုနော်တကယ်ကိုစန်းစန်းကြဲကြဲကြီးကို Halloween နေ့မှာပျောက်ဆုံးသွားခဲ့တာကိုရီးယားနိုင်ငံသူစင်တီရဲ့အကြောင်းကိုပြောပြခဲ့တာပါ။ဟုတ်ကဲ့ပါတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။စိတ်မကောင်းပါဘူးစင်တီအတွက်ကိုလည်းเนาะအများဆုံးဒါသူ့ရဲ့မိသားစုတွေကလည်းသူဘာကြောင့်ပျောက်ဆုံးသွားတာလဲဟိုနောက်ဆုံးပေါ့เนาะတေသလားရှင်သလားဆိုတာလေးပေါ့เนาะဟိုပြန်ပြီးတော့သူတို့သတင်းရပြီးတော့ခါကျတော့သူသမီးရဲ့အကြောင်းပေါ့เนาะပြန်ပြီးတော့ရှာဖွေတွေ့ရှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်เนาะကဲဒီမှာလေးဆိုတော့ခါကျတော့နောက်ခါလေးမှာဆိုလို့ရှင်လည်းခုလိုမျိုးပေါ့เนาะဒါထူးခြားစံချင်မှုတွေဖြည့်ရှင်းလို့ရတဲ့အကြောင်းအရာတွေပြန်ရှာပြီးတော့ခါကြကိုထပ်ပြပြပေးမယ်เนาะဒီနေ့ကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်မောင်နှမဦးခုလိုမျိုးအားပေးကြပေးတဲ့များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ထပ်ပြီးတော့ခုလိုဖြည့်ရှင်းလို့ရတဲ့အကြောင်းအရာမျိုးတွေကိုရှာဖွေတင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဆက်လက်အားပေးပါဦးလို့မြတ်တာရက်ခံပါတယ်ခင်ဗျာဟုတ်ကဲ့ Happy Halloween ပါ